ဒီလူဟာတကယ့်ကိုကန်ဆိုးမိုးမောင်ကျနေခဲ့တာပါသူဟာသူ့ရဲ့စုဆောင်းထားတဲ့ငွေကြေးအားလုံးကိုရေနံတူးစင်တစ်ခုပေါ်မှာပုံအောသုံးဆွဲခဲ့ပေမဲ့နှက်ဆိုင်တဲ့တွင်ပေါင်းရာနဲ့ချီတူးဖော်ပြီးတဲ့နောက်မှာတောင်ရေနံလုံးဝရှာမတွေ့ခဲ့ပါဘူးအလုသမားတွေလည်းတတုတ်ပြီးတတုတ်ဝင်လိုက်ထွက်လိုက်ဖြစ်နေပြီးအားလုံးကသူ့ကိုအချိန်ဖြုံးနေတာလို့ပဲသတ်မှတ်ကြပါတယ်ဒီလိုစက်တိုက်ကြရှုံးမှုတွေကြောင့်ရိတ်ဟာဘဝရဲ့အနေဆုံးအချိန်ကိုရောက်ရှိသွားခဲ့ပါတယ်မိသားစုရဲ့ပိုင်ဆိုင်မှုအားလုံးကုန်ဆုံးသွားရုံတင်မကပဲသူဟာသူ့ရဲ့ကလေးတွေနဲ့အတူအချိန်မကုန်ဆုံးဖြစ်ခဲ့တာကြပါပြီသူ့ရဲ့ဇနီးဖြစ်သူဟန်နာကရေနံတွင်းတွေနဲ့သူမပေးဆောင်နိုင်တဲ့ကြားတင်ငွေတောင်ပုံရပုံထက်မိသားစုကသာအရေးကြီးဆုံးရာဖြစ်တယ်ဆိုတာကိုတတိပေးခဲ့ပါတယ်ပြတင်းပေါက်အပြင်ဘက်မှာတယောက်တည်းဆော့ကစားနေတဲ့တားဖြစ်သူကိုကြည်ရင်ရိတ်ဟာဘဝမှာပထမဆုံးအကြိမ်အဖြစ်ဘေ့စ်ဘောလက်အိတ်ကိုလိုလိုလားလားဝတ်ဆင်ပြီးတားဖြစ်သူရဲ့ကစားပွဲမှာပါဝင်ခဲ့ပါတယ်တားဖြစ်သူကကွေးဝဲပြီးသွားမဲ့ဘောလုံးပင်တွေကိုတင်ပေးဖို့တောင်းဆိုပေမဲ့ရိတ်ကမပစ်တတ်ပါဘူးအဖေမှာတော့အဲ့ဒီနင်ခေါ်တဲ့အရာမျိုးမရှိဘူးထင်တယ်ဗာလဲကျွမ်းကျင်ပညာရှင်လားဟုတ်တယ်တားဖြစ်သူရဲ့စကားလုံးတွေကရိတ်ကိုရုတ်တရက်အလင်းပွင့်သွားစေခဲ့ပါတယ်သူကိုယ်တိုင်ကရေနံရှာဖွေရေးအကြောင်းဘာမှမသိတာပဲဘာဖြစ်လို့ကူညီပေးမဲ့ကျွမ်းကျင်ပညာရှင်တယောက်ကိုမညာရမ်းရမှာလဲဒါကြောင့်သူဟာတက်နိုင်သမျှငွေကြေးတွေကိုအမြင်စုဆောင်းပြီးရေနံမြေတိုင်းတာရေးပညာရှင်တဦးကိုငှားရမ်းလိုက်ပါတယ်အဲ့ဒီလူကကြည့်ရတာတိတ်ပြီးအားကိုးရမယ့်ပုံမပေါက်ပေမဲ့ရိတ်အတွက်တော့နောက်ထပ်ရွေးချယ်စရာလည်းမရှိတော့ပါဘူးဒါပေမဲ့အဲ့ဒီတိုင်းတာရေးပညာရှင်ရဲ့စစ်ဆေးချက်ပြီးမှတော့သူတို့ဟာရေနံကြောတစ်ခုကိုတကယ်ပဲရှာဖွေတွေ့ရှိသွားခဲ့ပါတယ်သူတို့နောက်ဆုံးတော့အောင်မြင်သွားခဲ့ပါပြီငွေကြေးကိစ္စအတွက်နောက်ထပ်ပူပန်နေစရာမလိုတော့ပါဘူးအကြမ်းဖျင်းတွက်ချက်မှုများအရအဲ့ဒီရေနံမြေဟာတစ်စီကို$နှုန်းနဲ့စီပေါင်းတန်း90ခန့်ထွက်ရှိနိုင်တယ်လို့ပြသနေပါတယ်ရိတ်ရဲ့ပိုင်ဆိုင်မှုတန်ဖိုးဟာအခုဆိုရင်တန်း100ကျော်သွားပြီဖြစ်လို့ဘီလီယံနာတဦးဖြစ်လာမဲ့သူ့ရဲ့အိမ်မက်နဲ့ပုံမနီးဆက်သွားခဲ့ပါပြီဒါပေမဲ့သူ့ရဲ့အောင်မြင်မှုကမနာလိုမှုတွေကိုဆွဲဆောင်ခဲ့ပါတယ်မြေပိုင်ရှင်လေသမားဟာမြေအောက်မှာရေနံရှိတယ်ဆိုတာကိုကြားသိသွားတဲ့အခါမြေကွက်ရောင်းဝယ်စာချုပ်မှာရေနံတူးဖော်ပိုင်ခွင့်မပါဝင်ဘူးလို့ဆိုကရိတ်ကိုတရားစွဲဆိုပါတော့တယ်ရိတ်ဟာအလွန်ဒေါသထွက်သွားခဲ့ပြီမဲ့အချို့သောຢာတွေကိုကျွမ်းကျင်ပညာရှင်တွေလက်ထဲပဲအနံ့ထားတာကပိုကောင်းတယ်ဆိုရဲ့သင်ခန်းစာကိုသူသိရှိသွားခဲ့ပါပြီအိမ်ပြန်ရောက်ချင်းသူဟာအကြော်ကြားဆုံးဥပဒေကျောင်းစီကိုချက်ချင်းဖုံးဆက်ပြီးသူတို့မှရှိသမျှအတော်ဆုံးရှေ့နေကိုတောင်းဆိုလိုက်ပါတယ်တရားခွင်စစ်ဆေးမဲ့နေ့မှာတော့ရိတ်ဟာတရားရုံးထဲကိုတယောက်တည်းတည်ငြိမ်စွာရှောက်ဝင်လာခဲ့ပါတယ်သူ့ကိုတရားစွဲထားတဲ့လေသမားကတော့ရိတ်ကိုရှေ့နေမငားနိုင်လို့ကိုပဲပြန်လည်ခုခံကာကွယ်နေရတယ်ဆိုပြီးလောင်ပြောင်နေခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲရိတ်ငားရမ်းထားတဲ့ရှေ့နေရှောက်ဝင်လာပါတယ်ရိတ်နဲ့ခဏတာစကားပြောဆိုပြီးတဲ့နောက်မှာတော့သူဟာကာကွယ်ရေးမဟာဗျူဟာတစ်ခုကိုချက်ချင်းစဉ်းစားမိသွားပါတယ်ကျွန်တော်မတန်းတွေကိုပြန်စစ်ကြည့်တဲ့အခါမှာတော့လွန်ခဲ့တဲ့နှစ်ကျော်ကမြေရဖြစ်လောက်ကင်ဖို့လက်စာမြောက်များနဲ့ကန့်လန့်လိုက်ပါတယ်ဝင်းရောက်လာပြီးတဲ့နောက်မှာတော့ရိတ်ရဲ့စီးပွားရေးလုပ်ငန်းဟာချောချောမွေ့မွေ့နဲ့အရှိန်ဟုန်ပြင်းစွာအောင်မြင်လာခဲ့ပါတယ်တစ်ဆက်နှစ်အတွင်းမှာတင်သူဟာမြေယာမြောက်များကိုတင်ပိုက်နိုင်ခဲ့ပြီးသူ့ရဲ့ကိုယ်ပိုင်ရေနံအင်ပါယာကြီးကိုလင်းလင်းမြဲမြဲတည်ဆောက်နိုင်ခဲ့ပါတယ်သူ့ရဲ့စည်းစိမ်ဥစ္စာတွေတိုးပွားလာတာနဲ့အမျှဘီလီယံနာအိမ်မက်နဲ့ပုံမနီးဆက်လာခဲ့ပါတယ်ဒါပေမဲ့ဒီအောင်မြင်မှုတွေရဲ့နောက်ွယ်မှာတော့သူ့ရဲ့မိသားစုဟာတဖြည်းဖြည်းဝေးကွာဆင်းကားလာခဲ့ပါတယ်သူ့ရဲ့ကလေးတွေဟာစည်းစိမ်တွေကြားထဲမှာဖြုံးတိတက်လာပြီးဘာကြီးရဲ့ချက်မှမရှိပဲပိုက်ဆံကိုပဲအမြဲတမ်းတောင်းခံနေကြပါတယ်တစ်ချိန်တည်းမှာပဲရိတ်ကတော့သူ့ရဲ့စီးပွားရေးကွင်းဆက်ကိုအဆုံးသတ်ပြီးဘီလီယံနာဖြစ်မဲ့ရည်မှန်းချက်အောင်မြင်ဖို့အတွက်သူစာမှာရှိတဲ့ရေနံချက်စက်ရုံတစ်ခုကိုပိုင်ဆိုင်နိုင်ဖို့ပဲတူးတဲ့အာယုံစိုက်နေခဲ့ပါတယ်ဒါပေမဲ့မြင်မာလာတဲ့အောင်မြင်မှုတွေကရိတ်ကိုမာနထောင်လွှားစေခဲ့ပါတယ်သူ့ရဲ့အလေးမထားတဲ့အမူအရာကရေနံချက်စက်ရုံပိုင်ရှင်ကိုစိတ်နှောင့်ယှက်ဖြစ်စေခဲ့ပါတယ်ဒါကြောင့်စက်ရုံပိုင်